ခဏတာတော့သူတို့နှစ်ယောက်ဟာနောက်ယောင်ခံလိုက်နေတာကိုမသိပဲပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်ထွက်ခဲ့ကြပါတယ်ဟောလိုကလည်းဆိုယုံနောက်ကိုတစုံတယောက်လိုက်နေတယ်ဆိုတာကိုရုတ်တရက်သတိထားမိသွားပါတယ်သူကချက်ချင်းပေါ်လာပြီးနန်းတူးစီကိုဒီသတင်းသွားသတင်းပို့ခဲ့ပါတယ်ဆိုယုံကမျက်မှန်မတက်ထားတဲ့အတွက်ဟောလိုအနေနဲ့ပုံကွယ်ချောင်းမြောင်းနေသူတွေကိုမကင်တွယ်နိုင်တာကြောင့်နန်းတူးကိုပဲအဲ့ဒီနေရာကိုသွားပြီးဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်နန်းတူးကမသွားချင်ပေမဲ့လည်းအခြေအနေကိုစစ်ဆေးဖို့နဲ့ဆိုယုံကိုသူတို့မထိခိုက်စေဖို့အတွက်အဲ့ဒီနေရာကိုသွားခဲ့ရပါတယ်ဒီဘက်မှာတော့ဆိုယုံကသူမရဲ့ချစ်ဆုံးသူငယ်ချင်းနဲ့အတူအခန်းတစ်ခန်းငားနေခဲ့တာပါဒါပေမဲ့ဟိုထဲမှာရိုးရိုးခန်းတွေကုန်နေပြီးအစင်းမြင့်စင်ခေါ်ခန်းတွေပဲကြံမာတော့တယ်သူတို့နှစ်ယောက်ဟာအစင်းမြင့်ခန်းတွေရဲ့ဈေးနှုန်းစည်းရင်းကိုမြင်လိုက်ရချိန်မှာပါဆက်ဟောင်းသားဖြစ်သွားကြပြီးပြန်ထွက်သွားဖို့လုံနေတော့မှပဲနန်းတူးရောက်လာခဲ့ပါတယ်သူ့ကိုယ်သူဆိုယုံရဲ့အိမ်ကြီးချင်းပါဆိုပြီးမိတ်ဆက်လိုက်ပါတယ်အချစ်ဆုံးသူငယ်ချင်းကရောကြနေတဲ့ရောကြစရာရုပ်ချောချောမျိုးသားတစ်ယောက်ကဆိုယုံကိုတိနေတာအပြင်ဒီမှာပါမထင်မှတ်ပဲဆုံတွေ့ကြတာကိုမြင်တော့သူတို့နှစ်ယောက်ဟာရေဆက်ပါကြသူတွေပဲဆိုပြီးဆိုယုံစီအချက်ပြလိုက်ပါတယ်သူငယ်ချင်းဖြစ်သူကနန်းတူးငားထားတဲ့အစင်းမြင့်ခန်းမှာပဲတူတူတဲခိုဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီခန်းထဲမှာအခန်းငယ်လေးတွေအများကြီးရှိနေတာကြောင့်ပါဆိုယုံကသူမတူငယ်ချင်းရဲ့ပါဆက်ကိုချက်ချင်းအုပ်ပြီးအဝေးကိုဆွဲခေါ်သွားပေမဲ့နန်းတူးကသူတို့နှစ်ယောက်လုံးအတူတူတဲလို့ရပါတယ်ဆိုပြီးပြန်ခေါ်ခဲ့ပါတယ်ထို့နောက်မှာတော့ဆိုယုံကသူမတူငယ်ချင်းကိုအပြင်ဆွဲခေါ်သွားပြီးရိုးရမပြတ်လိမ့်နေတစ်ခုဖြစ်တဲ့တာငါသူငယ်ချင်းရဲ့အကြောင်းပါဆိုပြီးရင်ဖွင့်ပြောပြခဲ့ပါတယ်ဆိုယုံကသူမရဲ့သူငယ်ချင်းဟာတယောက်ယောက်ကိုသဘောကျနေတာဖြစ်ပြီးအိုဘာအော်ပြောရရင်တော့အဲ့ဒီသူငယ်ချင်းနဲ့အဲ့ဒီလူဟာပေါင်းဖက်လို့မရနိုင်ကြောင်းပြောပြခဲ့ပါတယ်ဒါကိုနားထောင်ပြီးတဲ့နောက်အချစ်ဆုံးသူငယ်ချင်းကဒါဟာတိတ်မခတ်ပါဘူးလို့တွေးခဲ့ပါတယ်အပြန်လန်သဘောကျနေကြရင်ရှေ့ဆက်တိုးရုံပါပဲမဖြစ်နိုင်တာဆိုတာမရှိပါဘူးလို့ပြောလိုက်ပါတယ်ဆိုယုံကနားထောင်ရင်စဉ်းစားသွားပြီး AI တယောက်နဲ့လူသားတယောက်ကြားမှာတေချာပေါက်လူသားချင်းပဲဖြစ်ရမယ်လို့ကိုပြန်ပြောနေခဲ့ပါတယ်ညလေခေါင်မှာဆိုယုံအိမ်မပြောနိုင်တာကြောင့်မျက်မှန်ကိုယူပြီးကန်းချေကိုထွက်လာခဲ့ပါတယ်စစ်မှန်တဲ့ပင်လယ်ကိုပထမဆုံးချိန်မြင်ဖူးသွားတဲ့ဟောလိုဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးခဏတာပြန်တန်းဆော့ကစားနေခဲ့ပါတယ်ဆိုယုံကလည်းဟောလိုပြောနေတာကိုမြင်ရလို့ပြောနေခဲ့ပါတယ်ဟောလိုကဆိုယုံချမ်းနေပုံရတာကိုတတိထားမိတာကြောင့်သူ့ရဲ့အင်ဂျီကုတ်ကိုချွတ်ပြီးသူမကိုခြုံပေးခဲ့ပါတယ်ဒါဟာသူမရဲ့ခန္ဓာကိုယ်ကိုနှွေးထွေးမသွားစေပေမဲ့သူမရဲ့နှလုံးသားကိုတော့နှွေးထွေးသွားစေခဲ့ပါတယ်ဆိုယုံကဒီထက်ပိုပြီးစိတ်လှုပ်ရှားမခံစားချင်တော့တာကြောင့်ဟောလိုကိုနောက်လူတစ်ယောက်လိုမပြုတ်မှုဖို့ပြောလိုက်ပါတယ်ဟောလိုကသူမဝမ်းနေနေတာကိုမြင်လိုက်ရတာကြောင့်ဒီနေ့ကစားပြီးသူမကိုအတန်နဲ့ပဲလမ်းညွှန်ပေးတော့မိဖြစ်ကြောင်းအခုလိုသူမရဲ့မျက်စိရှိမှာပေါ်လာတော့မိမဟုတ်ကြောင်းပြောခဲ့ပါရဲဆိုယုံကလည်းသဘောတူခဲ့ပါတယ်နန်းတူးကဆိုယုံကန်းချေကိုသွားတာကိုမြင်တာကြောင့်နောက်ကနေလိုက်သွားခဲ့တာပါအနက်ရောင်ဝတ်ထားတဲ့မျိုးသားတွေဆိုယုံစီလန်းလာနေတာကိုသူမြင်လိုက်ရပါတယ်နန်းတူးကချက်ချင်းပြေးဝင်သွားပြီးသူတို့နဲ့ရိုက်ပုတ်တိုက်ခတ်ခဲ့ပါတယ်သူကသူတို့ကိုစစ်ဆေးမေးမြန်းတော့မဲ့အချိန်မှာပဲရဲဝန်တန်ကိုကြားလိုက်ရပါတယ်အဲ့ဒီလူတွေကနန်းတူးရဲ့မျက်နှာကိုချက်ချင်းထိုးကြိတ်ပြီးထွက်ပြေးသွားကြပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲနန်းတူးကသူတို့တွေကတယောက်ရဲ့ဖုန်းကိုရလိုက်ပါတယ်နန်းတူးကဟိုတယ်ကိုပြန်လာပြီးလော်ဘီမှာဆိုယုံကိုစောင့်နေခဲ့ပါတယ်ထို့နောက်သူမနှွေးထွေးသွားအောင်ရေတပူးပေးခဲ့ပါတယ်ဆိုယုံကရေဘူးကိုယူပြီးဆက်ထွက်သွားဖို့လှုပ်လိုက်ပေမဲ့နန်းတူးတန်ရာရထားတာကိုမြင်လိုက်ရတာကြောင့်ပြန်လှည့်လာခဲ့ပါတယ်နန်းတူးကသူ့နှာခေါင်းကိုကန်ကြည့်လိုက်ချိန်မှာပူနွေးနေတစ်ခုခုကိုခန်းစားလိုက်ရပါတယ်သူကဆိုယုံကိုအဆင်ပြေပါတယ်လို့ပြောခဲ့ပေမဲ့သူ့နှာခေါင်းကသွေးတွေဆက်ထွက်နေခဲ့တာပါဆိုယုံကကျင်နာစွာနဲ့ထိုင်ချလိုက်ပြီးနန်းတူးရဲ့တန်ရာကိုဆေးထည့်ကူတာပေးခဲ့ပါတယ်နန်းတူးကသူမကိုစိတ်ခံစားချက်ဆိုင်ရာပြဿနာတွေကိုနောက်ထပ်စိတ်မပူဖို့ပြောခဲ့ပေမဲ့ဆိုယုံကတော့နန်းတူးဟာအချစ်ဆိုတာဘာလဲဆိုတာကိုမသိဘူးလို့တွေးခဲ့တာကြောင့်သူတို့နှစ်ယောက်နောက်တစ်ကြိမ်စကားများခဲ့ကြပြန်ပါတယ်နန်းတူးကစိတ်ပြက်လက်ပြက်နဲ့ကုမ္ပဏီကိုပြန်ရောက်လာခဲ့ပြီးဝန်ထမ်းတွေကဟောလိုရဲ့ဆက်သွယ်ရေးဒေတာဟာ10%အောက်လျော့နေသွားကြောင်းသတင်းပို့ခဲ့ကြပါတယ်ဒါဟာစမ်းသပ်မှုတစ်ခုလုံးမှာအနိုင်ဆုံးအဆင့်ပါနန်းတူးကဟောလိုကိုအကြောင်းရင်းမေးမြန်းခဲ့ရမှဆိုယုံကသူ့ကိုလူတရားကိုပြုမှုခွင့်မပေးတော့ကြောင်းသိရှိခဲ့ရပါတယ်ဒါကြောင့်သူဟာသူမကိုအတန်နဲ့ပဲဆက်သွယ်နိုင်တော့ပြီးအဲ့ဒါကစာပါစီဒေတာပေးပို့မှုနှုန်းကိုလျှော့ကျသွားစေတာဖြစ်ပါတယ်ဆိုယုံဟာဟောလိုနဲ့ခက်ခွာခွာနေနေတာလို့အားလုံးကတွေးမိခဲ့ကြပါတယ်နန်းတူးကရလာတဲ့ဖုန်းကိုကင်တွယ်ဖို့ဝန်ထမ်းတွေစီပြပေးလိုက်ပြီးဆိုယုံပါလို့အဲ့လိုလုပ်ရတယ်လဲဆိုတာကိုသူစုံစမ်းသွားမယ်လို့ပြောခဲ့ပါတယ်ဒီဘက်မှာတော့ချမ်းဆောင်ကဆိုယုံနဲ့ပတ်သက်တဲ့ချက်လက်ချို့ကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်